တန်ဂျီယိုဟာတောင်ပေါ်အိမ်လေးတစ်လုံးမှာနေပြီးနေ့စဉ်မီးသွေးရောင်ကမိသားစုကိုထောက်ကူပြုနေတဲ့တာမန်ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့လည်းမီးသွေးတွားရောင်းဖို့ပြင်ဆင်နေတဲ့အမေကနှင်းနေရမ်းကြပြီးအနေအများလို့မတွားဘူးတားနေပေမဲ့တန်ဂျီယိုကတော့နှစ်သက်မှာလူတိုင်းစားကျင်တာစားနိုင်အောင်မီးသွေးကိုတွားရောင်းကျင်နေခဲ့ပါတယ်။ညီမတွေကလိုက်ခဲ့ခြင်းပေမဲ့တန်ဂျီယိုကအိမ်ရကိုတာဝန်ကိုပြီးအောင်လုပ်ဖို့ဆုံးမပြီးနှုတ်ဆက်ကထွက်လာခဲ့ပါတယ်။အကြီးဆုံးညီမနေစုကိုကတော့ဈေးရောင်းသွားတိုင်းငိုတက်တဲ့ကလေးလေးကိုရှော့သိပ်ထားကြောင်းပြောကအကိုကြီးကိုနှုတ်ဆက်လိုက်ပါတယ်။ဒီလိုနဲ့တန်ဂျီယိုလည်းတောင်အောက်ကိုမီးသွေးတွားရောင်းဖို့စတင်ထွက်ခွာပါတော့တယ်။တန်ဂျီယိုရောက်သွားချိန်မှာတော့အကုန်လုံးကဝမ်းသာနေကြပြီးမီးသွေးဝယ်လိုက်ကြပါတယ်။အဲ့ချိန်လူတစ်ယောက်ကတန်ဂျီယိုရှိကိုရောက်လာကဒီပန်းဝန်းကွဲအောင်သူလုပ်တာမဟုတ်ကြောင်းရှင်းပြပေးဖို့တောင်းဆိုနေခဲ့ပါတယ်။တန်ဂျီယိုကအခြားလူတွေနဲ့မတူပဲအနက်ခံအာရုံအရန်ကောင်းတဲ့သူမို့ကြောင်နေရတယ်လို့ပြောလိုက်တာပြဿနာနဲ့အဆင်ပြေသွားခဲ့ပါတယ်။တန်ဂျီယိုဈေးရောက်ပြီးတောင်းဖို့ပြန်လာတာအရန်နှောက်ချနေပြီမို့အဖိုးစာဘူတို့ကဒီမှာတညအိပ်ဖို့လှမ်းခေါ်လိုက်ပါတယ်။တန်ဂျီယိုကတော့သူဟာနက်ခံကောင်းလို့အဆင်ပြေမှာပါလို့ပြောပေမဲ့အဖိုးစာဘူတို့ကတော့မကောင်းဆိုးဝါးရမတွေ့ခင်မြင်အိမ်ထဲဝင်ဖို့ပြောလိုက်ပါတယ်။အဖိုးကတန်ဂျီယိုညသာလဲကျွေးအိပ်ရလဲခင်းပေးပြီးမကောင်းဆိုးဝါးအကြောင်းတွေကိုပြောပြနေခဲ့ပါတယ်။အဲ့တဲ့အချိန်မှာတန်ဂျီယိုရဲ့အတွေးထဲမှာတော့အဖိုးစာဘူတို့ကသူ့မိမမရှိတော့တဲ့အထီးကျန်နေရမှုစိတ်ထဲရှိတာကိုစိတ်ကူးရင်ပြီးပြောနေတယ်လို့ထင်နေခဲ့ပါတယ်။နောက်နေ့မှညီတွေညီမတွေခေါ်လာပြီးအဖိုးစာဘူတို့အထီးမကျန်အောင်ကိုညီပေးဖို့လဲတွေးနေခဲ့ပါတယ်။မနေ့ရောက်တော့အဖိုးစာဘူတို့နှုတ်ဆက်ကအိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်နောက်ရောက်တဲ့အခါတန်ဂျီယိုကတွေးနေရတာမို့စိတ်ပူပြီးပြေးသွားခဲ့ပါတယ်။သူရောက်သွားချိန်မှာတော့နေစုကိုဟာတွေးအိမ်ထဲမှာလဲနေခဲ့ပါပြီ။တန်ဂျီယိုကအရန်စိတ်ပူပြီးနေစုကိုကြီးပြေးကဘာဒီဖြစ်သွားခဲ့ရလဲကိုသိချင်နေခဲ့ပါတယ်။အိမ်ထဲကိုဝင်လိုက်ချိန်မှာတော့အမေညီလေးနဲ့ညီမလေးတို့ကရရက်ဆက်ဆက်အသက်ခံထားရတာကိုကြည့်ပြီးတန်ဂျီယိုတယောက်တွေးပြက်နေခဲ့ပါပြီ။တမိသားစုလုံးမကင်နိုင်ခဲ့ရင်တော့ခန္ဓာကိုယ်ကနှွေးတဲ့ရှိသေးတဲ့နေစုကိုရအောင်ခဲ့ဖို့ဆုံးဖြတ်ကဂျော်ဘူပြီးတောင်းအောက်ကိုစေးကူဖို့ပြေးသွားနေခဲ့ပါတယ်။တလန်းလုံးနဲ့မင်းညဘာဒီဖြစ်သွားခဲ့ရလဲတွေးပြီးမျက်ရည်တွေလည်းကျနေခဲ့ပါတယ်။အဲ့ချိန်နေစုကမကောင်းဆိုးဝါးဖြစ်ပြောင်းသွားပြီးတန်ဂျီယိုတိုက်ခိုက်လိုက်တာနှစ်ယောက်လုံးကြောက်တဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်။နေရမ်းကြတာမို့ဘာမှမဖြစ်သွားပေမဲ့နေစုကိုမကောင်းဆိုးဝါးအဖြစ်နဲ့တွေးလိုက်ရပါတယ်။နေစုကစတင်တိုက်ခိုက်တဲ့အခါပစိန်နဲ့ကတိုင်းသူ့ညီမဘာဖြစ်သွားရလဲဆိုတော့တွေးနေခဲ့ပါတယ်။နေစုကခန္ဓာကိုယ်ပူကြီးလိုက်တဲ့အခါတန်ဂျီကိုလည်းမထိန်နိုင်တော့ဖြစ်နေခဲ့ပါတယ်။အရန်ကိုဝန်းနေနေတဲ့တန်ဂျီကသူ့ညီမနာမည်ကိုအကျေကြီးអော်လိုက်ချိန်မှာတော့မကောင်းဆိုးဝါးဖြစ်နေတဲ့နေစုကိုကမျက်ရည်လေးသူ့ပေါ်ကိုကျလာနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမကောင်းဆိုးဝါးမဟုတ်ဆိုကီလိုထိုမီယိုကလည်းမကောင်းဆိုးဝါးကိုတက်ပြစ်ဖို့လာနေခဲ့ပါပြီ။နေစုကိုနောက်ကနေခုတ်ပြက်လိုက်ပေမဲ့တန်ဂျီကသူ့ညီမကိုဆွဲပြီးရှောင်လိုက်တာမို့နှစ်ယောက်စလုံးလွတ်သွားခဲ့ပါတယ်။ကီလူရဲ့ဓာတ်မှာရေးထားမကောင်းဆိုးဝါးမဟုတ်ဆိုးဆိုတာကိုတွေ့ပြီးသူ့ညီမကိုလာတက်တယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ကီလူတိုက်ခိုက်တာကိုရှောင်လိုက်ပေမဲ့နေစုကိုကတော့ပါသွားခဲ့ပါတယ်။တန်ဂျီကသူ့ညီမကိုမတက်ဖို့တောင်းပန်နေပေမဲ့ကီလူကတော့အဲ့လိုတောင်းပန်နိုင်ရရင်တမိသားစုလုံးမသိဘူးလို့ပြန်ပြောပြနေခဲ့ပါတယ်။ညီမကိုကဲခြင်းအဲ့လိုတောင်းပန်မနေပဲသူ့လက်ထဲကနေပြန်ယူဖို့ကိုလည်းပြောနေခဲ့ပါတယ်။တကယ်တော့ကီလူကသူတရက်နောက်ကျသွားလို့တန်ဂျီတို့တမိသားစုလုံးတည်ရတာမို့စိတ်မကောင်းဖြစ်ကတန်ဂျီကိုလည်းတမစေခြင်းခဲ့ပါတယ်။တန်ဂျီကိုလည်းပစိန်ကိုပြေးကောက်ကခင်းနဲ့ပေါက်ပြီးတိုက်ခိုက်လိုက်ပါတယ်။ရှိတဲ့ကပြေးဝင်လာတဲ့တန်ဂျီကိုစောက်ယူရဲဆိုကတစ်ချက်ထုပေးလိုက်ပါတယ်။တန်ဂျီကိုလက်ထဲပစိန်မရှိတော့တတိထားမိခြင်းကီလူကောင်းပေါ်မှာပစိန်ကရောက်လာနေခဲ့ပါပြီ။ကီလူရှောင်လိုက်နိုင်ပေမဲ့ဒီကလေးရှင်ရှားရင်မနိုင်မှန်းသိလို့ဂဲနဲ့ပေါက်တွေကပစိန်ကိုလေပေါ်ပစ်ပြီးတနက်ပါတယ်လို့ရှေ့ရပြေးလာလားလို့တွေးနေခဲ့ပါတယ်။အဲ့ချိန်နေစုကိုကကီလူကိုကန်ကတန်ဂျီကိုနားပြေးသွားခြင်းအစားခံရပြီလို့တွေးနေတဲ့ကီလူတယောက်အံ့ဩသွားခဲ့ရပါတယ်။နေစုကိုကသူ့ကိုမထိဖို့ကာကွယ်ပေးနေခဲ့ပါတယ်။နေစုကိုကကီလူကိုတိုက်ခိုက်လိုက်ပါတယ်။ကီလူဘဝတစ်ချောက်လူသားကိုကာကွယ်ပေးနေတဲ့မကောင်းဆိုးဝါးကိုမတွေ့ဘူးအောင်မို့ဒီမောင်နှမနှစ်ယောက်ဟာထူးဆန်းတယ်ဆိုတာမတက်ပဲတတိမေးအောင်ပဲလုပ်လိုက်ပါတယ်။မိုးလာချိန်မှာတော့ဆာကီတီတောင်ကြီးမှာရှိတဲ့အိုရိုကိုတာကီစီကိုကီရူတိုမီယိုကလွတ်လိုက်တာလို့ပြောကတွားခိုင်းလိုက်ပါတယ်။ဒီနေ့တော့တိမ်ထူနေလို့ပြဿနာမရှိပေမဲ့နေ့ဘက်တွေမှာနေစုကိုနေအောင်နဲ့မထိအောင်ထားဖို့မှာကထွက်သွားခဲ့ပါတယ်။တန်ဂျီယိုတို့မောင်နှမရဲ့လည်းမိသားစုတွေကိုတေချာမြုပ်နှံပေးပြီးအိုရိုကိုတာကီစီကိုထွက်ခွာဖို့စတင်ပါတော့တယ်။